Ladies and gentlemen. ဒီနေ့ခေချာတော့ view မှာ roller coaster စပလိုက်တော့စီမဖြစ်ပါရှင်။နောက်လေးတော့အခုတော့ကားစားထားပါပြီ။အခု view ကိုတော့ရင်နောက်ထပ်6မိနစ်ပဲမောင်းရတော့ပါမယ်။ရောက်ရှိလာပါပြီရှင်။ညနေထွက်လို့ရှင်။ဒီမှာတော့လေးတက်လည်းရတယ်ရေးတက်လည်းရတယ်။မောတာနဲ့လေ Friday လေးချ။ရလာပြီဆိုတော့ဒီထဲမှာပါရှိတယ်အခုလိုက်ပြမယ်ပြပါရအောင်တော့ကျမလိုက်အပြင်းပြေတယ်ဖြေလို့ရတာပဲလေမာလည်းမလို့ဆိုင်ကြည့်လိုက်လိုက်တာဟာရှိချက်တော့ဒီစီဖြစ်နေအစင်တင်မယ်နော်ပြောရလိုက်တာ20ခွန်လို့တားလည်းရအောင်ပြီးပါအဲ့လေအခုတော့ခင်ချန်တို့ supply စီးတဲ့အလှည့်ရောက်ပြီဆိုတော့ခင်ချန်အလှည့်လေးဆောက်လိုက်ပါမယ်နော် Oh my god ခင်ချန်လေးရိုက်ရှင်လက်စီရပါမယ်ခင်ဗျားတော့တနေ့ကြောက်တယ်။ အကို तू ဖက်တဲ့ချုပ် Ladies and gentlemen. zip line ပေါ်ကနေစီးလိုက်တဲ့အတွေ့အကြုံကဘယ်လိုရှိလဲ။ရအောင်ဆိုပါ။ဒါပေမဲ့နည်းနည်းတော့ကြောက်တယ်ဒါပေမဲ့ okay ။အောက်ကိုမြင်ရတဲ့မြင်ကွင်းတွေကလှတယ်။လှတယ်နော်။ဟုတ်ပြီ။အဲ့ဒါကိုခင်ဗျားပဲသွားမလဲ ။ပညာ။ပညာနဲ့သွားမယ်။ Okay